အာဘီယွန်အကောင့်တွေဘန်နေတဲ့ချိန်မှာကျွန်တော်ဘာလုပ်ရမလဲလာမေးကြတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ကျွန်တော်လည်းဘန်ခံထားရပါတယ် အခုတစ်ခါဘန်ဝိတ်ကတအားကြီးတယ်ဒီတစ်ခါဘန်ဝိတ်နဲ့ပတ်သက်ပြီးတော့အကောက်ပြန်ရတဲ့လူလည်းရှိတယ်လို့ပြန်မရတဲ့လူလည်းရှိတယ်ထင်ရှားဆိုရင်တော့ The Flying Dutchman က Maverick ကိုယ်တိုင်ကတော့အကောက်ပြန်ရထားတယ်ဒီခုချိန်မှာဘာလုပ်ရမလဲဆိုရင်တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ Avion Online Sport ကိုကျွန်တော်ဒီမေးထိုးရမယ်ပေါ့နော်မေးထိုးတဲ့အခါမှာလည်းကိုယ်တိုင်ကအင်္ဂလိပ်လိုမှွညက်ကြည့်နေအောင်ပြောတတ်ရင်တော့ကိုယ်တိုင်ရေးပြီးတော့ကိုယ်တိုင်တင်ပေါ့နော်ကိုကအင်္ဂလိပ်လိုမပြောတတ်ဘူးဆိုရင်ကျွန်တော် ChatGPT ကိုအခုလိုမျိုးအကူအညီတောင်းလို့ရတယ်အကူအညီတောင်းတဲ့ခါမှာလည်းကိုက IMD မလုပ်ခဲ့ကြအောင်သူတတိကျလေးပြောပြပြီးတော့သူဘာသာပြန်ခိုင်းပြီးတော့ကျွန်တော်မေးထိုးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကရမရတော့အာမခံဘူးဒီနောက်ဆုံးဖြတ်ကားမှာကတော့ဒီ Avion Online ရဲ့ဒီ support team ဘက်ကဖြစ်တယ် brother က saver တွေအများကြီးမထွေထားဘူးဆိုရင်တော့အကောက်ပြန်ရနိုင်ကြီးမြင့်တယ်ထွေထားရင်တော့တေချာတော့ဘူးပေါ့နော်ဒါဆိုရင်နောက်တစ်ချက်ကဘာလုပ်ရမလဲဆိုရင်တော့ကျွန်တော်တို့ကနောက်တစ်ကောက်ဖွင့်ရမယ်ကျွန်တော်ကိုယ်တိုင်လည်းအခုနောက်တစ်ကောက်ဖွင့်ဖို့အစီအစဉ်ရှိတယ်ကျွန်တော်နဲ့အတူတူတွဲဆောင်မယ် new video လည်းကျွန်တော်ကဖိတ်ခေါ်တယ်ကျွန်တော်ကိုယ်တိုင်လည်းဒီလေးလာတင်ယူနေတဲ့ player တယောက်ဖြစ်တဲ့အတွက်ဒီဝါရင်ကပါရင် player တွေတော့ကျွန်တော်ဘက်ကနေပြီးတော့ပေးကြcontent မရှိဘူးကျွန်တော်အတူတူဒီ Avaroad တို့ Group Dungeon တို့ကိုဒီ Function Warfare တို့ကိုအတူတူကစားကြနေဆိုရင်တော့ကျွန်တော်ကတော့ဖိတ်ခေါ်ပါတယ်အဲ့တော့ကျွန်တော်ကနောက်ပိုင်း TikTok content တွေကိုအကောက်တင်နေစော့မစော့နေပဲတင်တော့မှမို့လို့ follow ထားခဲ့ကြပါဦးเนาะဗီဒီယိုဆုံးအောင်နားထောင်ပြီးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်